လေးသဘောကျလို့ရိုက်ပြခြင်းလို့ပါဒါလေးကဟိုပါပေါ့ထိုင်းပေါ့နော်ထိုင်းရကွန်ဒိုမှာပါထိုင်းရကွန်ဒိုမှာသူကအခန်းကျင်းတော့ခါကြတော့ပေါ့နော်သူကဒီမှာဒီ kitchen ကိုဒီလိုမျိုးအရှင်လောက်ထားတာအရှင်ကဒီလိုအရှင်က10ပေရှိတယ်ဒီလိုကဟို9ပေခွဲပဲရှိတယ်เนาะဒါပေမဲ့ तू ကအကုန်ပြည့်စုံတယ်အခုဆိုခေါက်ဆက်ပြုတ်ထားတာပြီးတော့လုံးဝအနံ့မထွက်ဘူးเนาะဒီမှာဒါလေးကိုဖွင့်လိုက်ရင် तू ကဥမာမချက်တော့တဲ့အချိန်ကျရင်ဒါလေးကိုဖွင့်လိုက်ဟိုအဲခန်းကြီးကကျင်းမနေတော့ဘူးဟိုခိုင်းနေဆိုကြက်နေရောက်လဲအရှင်လောက်ထားတယ်เนาะအဲ့ဒါမှမြင်နေเนาะအဲ့ဒါမှဘွဲမှာ तू ကပြည့်စုံရှိတယ်ဒီမှာဒီဘက်မှာဆိုလို့ရှိရင်ရပြီမယ်နော်ဒါဝင်ပေါက်ပေါ့နော်ဒီမှာဒါရေခဲတက်တာဒီနားမှာထားသေးရနော်ရေခဲတက်တာပါတယ်ဒီမှာဘေစင်လေးကိုဒီမှာထားဒီမှာသူ့အနေနဲ့သူပဲအကုန်လုံးခုတာဆိုခေါက်ဆွဲပြုတ်ထားတာပေါ့ခေါက်ဆွဲပြုတ်ထားရင်သူကဒီအပေါ်မှာအပေါ်ဒီကစုပ်တော့ပြင်လုံးဝမဝင်ဘူးဒီမှာဒါလေးကတွန်းလိုက်ရင်ပိတ်တယ်ဒီလိုဖွင့်လိုက်ရင်သူကစုပ်တယ်ပေါ့နော်စုပ်တယ်ဆိုတော့အောက်မှာဒီမှာဟိုလည်းရှိရသူကအပေါ်မှာအဲ့ဒါလေးထားတယ်ကဲပြီးတကားဖွင့်ထားရင်တော့မှသူကဒီမှာချင်းချင်းလေးပဲဘန်ကောက်ကွန်ဒိုဆိုတော့တည်တဲ့အတိုင်းအိတ်ခမ်းလေး2ခမ်းပေါ့အိတ်ခမ်းလေး2ခမ်းနဲ့သူကအဲ့လိုမျိုးလေးအဲ့ဆိုဒါလေးဖွင့်ထားတော့လည်းကျဲတယ်ခံစားရတာပေါ့နော်ဒီမှာဆိုရင်အပေါ်မှာဗီဒီယိုလေးတွေပစ္စည်းလေးတွေထားပေါ့ကွယ်အောက်မှာလည်းဗီဒီယိုပါတယ်ငါဘေးစင်ဒီမှာဟိုတထေးကျွန်းမှာလုံးမှာမို့လို့လေးနည်းနည်းတေချာတိုင်းထားတာဒီမှာအဲ့ဒါခေါက်ဆွဲပြုတ်နေရပါတော့ကြက်တော့မယ်အဲ့မှာမစိုးဘူးပေါ့နော်ပြောချင်တာတော့အဲ့မှာသူဗီဒီယိုလေးတွေနဲ့ဒါဆိုလဲအဲ့လိုမျိုးလေးပစ္စည်းလေးထည့်ထားတာပေါ့နော်ဒီအောက်မှာဆိုလဲပကံလေးတွေဇွန်းလေးတွေပေါ့ထည့်ထားတာအဲ့ပုံစံလေးကိုကျွန်တော်တထေးကျုံမှာထည့်ပေးမလို့အကျေက9ပေကွယ်10ပေပဲရှိဒီမှာရေခဲတက်တာထားလိုက်တယ်အကုန်သွက်နဲ့သူလေးထားတာမစိုးချက်ပြီးသွားပြီဆိုလို့ရှိရင်သူတကားလေးဖွင့်ထားလိုက်တော့အဲကန်လေးကကျဲတယ်လို့မျိုးခံစားရတာပေါ့နော်